လေးတွေကိုအခုရှုပ်တန့်စင်ပြီးတော့ရေးဆေးထားပါမယ်အမုံလေးတွေကိုလည်းခွာထားပြီးတော့ရေးဆေးတန့်စင်ထားပါမယ်ပြီးသွားလို့ရှိရင်တော့ခရမ်းရှင်သီးလေးလုံးကိုလည်းရေးဆေးပြီးတော့အနေတော်လိထားပေးရပါမယ်ကြက်သွန်ဖြူနေမြုပ်သီးစိမ်းတို့ကိုစုံနှဲအောင်ထည့်ပြီးတော့ညအောင်ထောင်းပေးရပါမယ်ထောင်းထားတာလေးတွေကိုစနုံမုံရောင်တင်မုံထည့်ပြီးတော့စီးတက်ပေးရပါမယ်အနံလေးမွေးလာပြီဆိုရင်တော့စိမ့်စားငပိရေဖြော်ထားတာလေးကိုထည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ကျမတို့ဆော့ဆော့ကလီထားတဲ့ခရမ်းရှင်သီးလေးတွေကိုထည့်လိုက်ပေးရပါမယ်ခရမ်းရှင်သီးလေးဤသွားအောင်လို့ရေလေးနဲ့ငယ်ထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတည်ထားပေးရပါမယ်ရေပွက်ပွက်ဆူပြီးတော့ခရမ်းရှင်သီးဤလောက်တဲ့အနေထားလောက်ရောက်ပြီဆိုရင်တော့ဇွန်လေးနဲ့ဖိရှည်လိုက်ပါမယ်ပြီးသွားရင်တော့ကျမတို့ပဇွန်ထည့်ပါမယ်အရသာအတွက်ကတော့စားကြက်သားမုံနဲ့အချိုးမုံတို့ကိုထည့်ပေးရပါမယ်နည်းနည်းလောက်မွေပေးလိုက်ပြီးရင်တော့ရေကိုလိုသလောက်ထည့်ပါမယ်ထည့်ထားတဲ့ရေလေးပွက်ပွက်ဆူလာပြီဆိုရင်တော့အမုံထည့်ပေးရပါမယ်နည်းနည်းလောက်မွေပေးလိုက်ပြီးရင်တော့အမုံလေးကြအောင်လို့ဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်ထားပေးရပါမယ်အမုံလေးကြက်သွားပြီဆိုရင်တော့နောက်ဆုံးမှာပင်စရွက်လေးအုပ်ပေးရပါမယ်ကဲအခုဆိုရင်တော့လုံးဝအောင်ထိမိပွင့်ထွက်သွားမယ်အမုံပဇွန်အဆက်ချက်လေးရသွားပါပြီရှင်မြက်ကလေးတွေကိုတင်ပြီးတော့ရေဆေးထားလိုက်ပါမယ်ရှင်ရေဆေးတန့်စင်ထားတဲ့ကြက်သားလေးတွေကိုစားချုံမုံနဲ့စနုံမုံတို့ထည့်ပြီးတော့နည်းနက်ထားပေးရပါမယ်အရသာလေးတွေစိတ်ဝင်အောင်နဲ့နှက်ပြီးသွားပြီဆိုရင်တော့ကြက်သွန်ဖြူနေမြုပ်သီးစိမ်းတို့ကိုထောင်းပါမယ်ထောင်းထားတာလေးတွေညက်သွားပြီဆိုရင်တော့ဒဲအိုးကိုစီထည့်ပြီးတော့စီပူလာရင်ထောင်းထားတာလေးတွေနဲ့စနုံမုံရောင်တင်မုံထည့်ပြီးတော့စီတက်ပေးရပါမယ်အနံလေးမွေးလာပြီဆိုရင်တော့စိမ့်စားငပိရေဖြော်ထားတာလေးကိုထည့်ပေးရပါမယ်နည်းနည်းလောက်လှိမ့်ပေးပြီးသွားပြီဆိုရင်တော့အရသာတို့နဲ့နည်းနက်ထားတဲ့ကြက်သားလေးတွေကိုထည့်လိုက်ပါမယ်အပေါ်ကျော်လေးတွေတင်းလာပြီးတော့မှအသားလေးတွေကျစ်လာတဲ့ဒီစီတက်ပေးရပါမယ်ရှင်ပြီးသွားလို့ရှိရင်တော့ရေကိုလိုသလောက်ထည့်လိုက်ပါမယ်ရှင်ရေထည့်ပြီးသွားပြီဆိုရင်တော့ဖုံးလေးအုပ်ပြီးတော့ကြက်သားလေးတွေနူးလာတဲ့ဒီတည်ထားပေးရပါမယ်ကြက်အမှာသုံးထားတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ကြာပါတယ်ကြက်သားလေးတွေနူးသွားပြီဆိုရင်တော့မုံညွန့်ရွက်တွေကိုခတ်လိုက်ပါမယ်ရှင်မုံညွန့်ရွက်လေးတွေခတ်ပြီးသွားပြီဆိုရင်တော့အားလုံးကိုနှက်ဆက်သွားအောင်လို့နည်းနည်းလောက်နှိမ့်လိုက်ပါမယ်ကဲအခုဆိုရင်တော့ထည့်ထားတဲ့မုံညွန့်ရွက်ကလေးတွေကလည်းကြက်သွားပါပြီရှင်အရီလေးစမ်းပြီးစားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝရှူရှဲပွင့်ထွက်စိုးတိုးစက်တက်ပါပဲရှင်ကဲဒီနေ့တော့ဒီလောက်ပါပဲနော်ပြီးချင်ငပြောသေးဝဝကေကလေးတွေ့လာပါတယ်ဒီတက်ကအဝါစားမယ်လို့ရည်ရွယ်ထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ငပြောသေးကိုရှောက်လုံးသုံးထားပါတယ်ပထမဆုံးအနေနဲ့ငပြောသေးလေးတွေကိုအခွန်ခွာလိုက်ပါမယ်ရှင်အခွန်ခွာပြီးပြီဆိုရင်တော့ပြုံးမဲ့တဲ့အိုလေးတွေကိုထည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ရေလေးထည့်ပြီးတော့ဖုံးလေးအုပ်ပြီး15မိနစ်လောက်ပြုတ်ထားလိုက်ပါမယ်အခုလိုပြုတ်ပေးခြင်းအပြင်ငပြောသေးရဲ့အဖန်တက်တွေရောနေသွားပြီးတော့တော်တော်လေးလက်စားလို့ကောင်းပါတယ်15မိနစ်လောက်ရှိပြီဆိုရင်တော့ပကံလေးတွေကိုဆဲထည့်ထားပြီးတော့ပြုတ်ထားတဲ့ရေတွေကိုသွင်းပစ်လိုက်ပါမယ်ပေါင်းမဲ့အိုလေးတွေကိုပြောင်းထည့်လိုက်ပြီးတော့တကြားကိုထမင်းစားစွန်းနဲ့ငါးစွန်းထည့်ပါမယ်စားလေးနှင်းငယ်နဲ့အုံလုံး250မီလီထည့်ပါမယ်အုံလုံးထည့်ပြီးသွားပြီဆိုရင်တော့ရေကို200မီလီထည့်ပါမယ်အဖုံးလေးအုပ်ပြီးတော့10မိနစ်လောက်ပေါင်းထားပေးရပါမယ်ရှင်ကဲအခုဆိုရင်တော့ပေါင်းပေးလာလိုက်တာ10မိနစ်လောက်ရှိပြီဆိုတော့ပြစ်ကောနစ်ကောအနေထားလေးရလာပါပြီတကယ်လို့ရှိန်နဲ့ခွက်မရှိရင်လေရေကိုတောက်ရွက်ွက်အသေးနဲ့တစ်ခွက်စာလောက်ထည့်လိုက်ပေါ့နော်အခုဆိုလို့ရှိရင်ပုံစံလေးကိုကြည့်လိုက်တာနဲ့တအားကိုစားခြင်းစရာကောင်းနေပြီပေါ့နော်ကဲရှိုးစိမ်မွေးငပြောသည့်အုံလုံးပေါင်းလေးရသွားပါပြီရှင်